ရာဇဂိုမြို့ရဲ့အရှိတ်ဘက်ဝေဒကြီးကတောင်ဆိုတာရှိတယ်အဲ့ဒီတောင်နဘေးမှာတောင်ခပန်းမှာအိန္ဒသာလလို့အမည်ရတဲ့လှိုင်ကူကြီးရှိတယ်အဲ့ဒီလှိုင်ကူကြီးဘေးမှာနှစ်ဘဲပင်ကြီးတွေလည်းပေါက်နေတယ်လို့ဆိုတယ်အဲ့ဒီနှစ်ဘဲပင်ပေါက်တဲ့ဝေဒတောင်ရဲ့လှိုင်ကူကြီးထဲမှာတဘာဝအလျောက်ဖြစ်နေတဲ့မိုးလုံလေးလိုလှိုင်ကူကြီးထဲမှာမြတ်စွာဘုရားတည်သုံးနေတာတရားမင်းကမြတ်စွာဘုရားကိုအဲ့ဒီချိန်မှာအင်မတန်ဖူးမြော်ခြင်းတယ်ဘာလို့ဖူးမြော်ခြင်းတာလဲဆိုတော့သူ့မှာအင်မတန်ကြီးကျယ်တဲ့ဆင်းရဲတွေစိုးရိမ်ခြင်းတွေပူလောင်ခြင်းတွေဖြစ်နေတာဘာလို့ဖြစ်တာလဲဆိုတော့သေရမဲ့နမိတ်၅မျိုးတရားမင်းကြီးမှာထင်နေတယ်တဲ့တောရိဏနတ်တွေသေတော့မယ်ဆိုလို့ရှိရင်သူတို့ပန်ထားတဲ့နတ်ပန်းတွေညှိုးလာတယ်သူတို့ဝတ်ထားတဲ့နတ်ဝတ်နတ်စားတွေနွမ်းလာတယ်သူတို့ရဲ့လက်ကတိကြားကချွေးထွက်လာတယ်နတ်ပြည်မှာမပျော်ဘူးပြီးတော့သူတို့ရဲ့ရုပ်ရှင်အင်္ဂါတွေလည်းပဲဖောက်ပြန်လာတယ်အဲ့ဒါလို့သေမဲ့နမိတ်၅မျိုးထင်းလာတော့တရားမင်းကသိတယ်သူကိုယ်သူငါတော့ဒီအင်မတန်ကြီးကျယ်တဲ့စီးစိမ်ကြီးကိုစွန့်ရတော့မှာပဲဒါကြောင့်အင်မတန်ပူလောင်တယ်အဲ့ဒီမှာ तू အကြီးအကျယ်ပူလောင်တယ်အကြီးအကျယ်စိတ်ဆင်းရဲတယ်အဲ့တော့ तू စဉ်းစားတယ်ဒီလောက်ကြီးကျယ်တဲ့စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းနော်ဒီလောက်ကြီးကျယ်တဲ့ဒုက္ခမြတ်စွာဘုရားမှလွဲလို့ဘယ်သူမှငြိမ်းအေးစေမှာမဟုတ်ဘူးငါမြတ်စွာဘုရားဒီသွားမယ်ဆိုပြီးတော့ဘုရားဘယ်မှာသတင်းသုံးလဲလို့ သူ့ရဲ့နတ်တကူနဲ့ကြည့်တော့မြတ်စွာဘုရားဝိရိဒတောင်ရအိန္ဒသာလလှိုင်ကူမှာသတင်းသုံးတာကို तू တွေ့တယ်အဲ့ဒီတော့ तू ဘာလုပ်လဲဆိုတော့ဖျားဖူးဖို့အတွက်နတ်သားနတ်သမီးတွေအများကြီးခေါ်တယ်သူတယောက်တည်းသွားတာမဟုတ်ဘူးအများကြီးခေါ်တယ်အထူးသဖြင့်ပြင်စတိခခေါင်းဆောင်တဲ့နတ်တွေအများကြီးခေါ်တယ်ဘာလို့ခေါ်တယ်လဲဆိုတော့သူကလွန်ခဲ့တဲ့2ရက်3ရက်လောက်တုန်းကဖျားသွားဖူးသေးတယ်ဗျအဲ့ဒီတုန်းကမြတ်စွာဘုရားကသူ့ကိုညံမရင်သေးဘူးဆိုပြီးတော့အတွေ့မခံဘူးဖလားသမပဝင်စားနေတာသူမြတ်စွာဘုရားကိုသွားပြီးတော့ဖူးမြော်ခွင့်မရပြန်လှည့်ခဲ့ရတာအဲ့ဒီမှာ तू မှားခဲ့သေးတယ်ဖျားနာမှာအမြဲတမ်းဖူးမြော်နေတဲ့ဝတ္တဝနတ်မင်းကြီးရဲ့နတ်မိဖုရားဘူစတိဆိုတာရှိတယ်သူကတဂရကံအရိယာအဲ့ဒီနတ်သမီးကတဂရကံဆိုတော့ကာမဂုဏ်ကိစ္စတွေအင်မတန်နဲတဲ့အတွက်ကြောင့်အချိန်ပြည့်နီးဖျားနာမှာရှိတယ်အဲ့ဒီဘူစတိနတ်သမီးကအဲ့ဒါတရားမင်းကဘူစတိနတ်သမီးကိုငါမြတ်စွာဘုရားရဲ့ခြေတော်အစုံကိုရှ िख ိုးဥချတဲ့အကြောင်းရှောက်လိုက်ပါလေလို့ပြောပြီးတော့ပြန်သွားတာအဲ့ဒါသူကစဉ်းစားတာတရားမင်းကငါဟာကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မဟုတ်လို့မြတ်စွာဘုရားကငါ့ကိုအတွေ့မခံတရားမဟောတာနဲ့တူပါရဲ့ဒါကြောင့်နတ်သားနတ်သမီးတွေအများကြီးသာခေါ်သွားမယ်ဆိုရင်ဟောဒီတဲကတစုံတယောက်သောပုဂ္ဂိုလ်ကတော့ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ပါလိမ့်အဲ့ဒီကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ပါလို့ရှိရင်မြတ်စွာဘုရားဧကန္တတရားဟောမှာပဲအဲ့ဒါလို့တရားဟောရင်ငါလည်းပဲတရားနာရတာခေါင်းရဲ့ဩဒီအကျိုးကိုမြင်လို့တရားမင်းကအဖော်တွေအများကြီးခေါ်တာဉာဏ်ကြီးတယ်နော်တရားမင်းကဟုတ်လားအမှန်ကတော့မြတ်စွာဘုရားကသူ့ကိုမကျွတ်ထိုက်လို့တရားမဟောတာမဟုတ်ပါဘူးဉာဏ်မရင်သေးလို့တရားမဟောတာအဲ့ဒီမှာသူနတ်တွေအများကြီးခေါ်တာအဓိကကဘယ်သူကိုခေါ်လဲဆိုတော့မြတ်စွာဘုရားနဲ့ယဉ်နီးတယ်လို့သူယူဆထားတဲ့ပင်စတိခနတ်သားကိုခေါ်တာပင်စတိခဆိုတာကခေါင်းမှာစတုံးကလေးတွေ5ခုထုံထားတယ်လို့ဆိုတယ်ဒါကြောင့်သူ့ရဲ့နာမည်ကပင်စတိခဘေလူဝဆိုတယ်ဥရှိတိမဲ့ရောက်နတ်ဆောင်ကိုတီးပြီးတော့တခြင်းဆိုတာသူတခြင်းဆိုတဲ့အကြောင်းလည်းအနှဲငယ်တော့ဦးဇင်းတို့ပြောရမယ်ဟုတ်လားအဲ့ဒါလို့ပင်စတိခနတ်သားခေါင်းဆောင်ပြီးတော့နတ်သားနတ်သမီးတွေအများကြီးခြံရံပြီးတော့မြတ်စွာဘုရားကြီးကိုချင်းကပ်တယ်ဝိရိဒတောင်ရရောက်တော့အချင်းပင်စတိခမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်မြတ်ကြီးတွေဆိုတာအင်မတန်ချင်းကပ်ဖို့ခဲရင်တယ်ဒါကြောင့်သင်အရင်လက်ဦးသွားပြီးတော့မြတ်စွာဘုရားကိုခွင့်ပြုအောင်တောင်းပန်ပါအောင်ပြီးမှငါနောက်ကလာခဲ့ပါမယ်မြတ်စွာဘုရားကိုဖူးမြော်ပါမယ်ဒါဂုံတရေရှိလူကြီးလူကောင်းတို့ရဲ့လှုပ်ထုံးလုံနည်းသဘောမျိုးပေါ့လေဟုတ်လားရှေ့ပြေးကလေးအဲ့ဒီလိုနတ်သားတွေနတ်သမီးတွေပြင်စတိခါတို့အုပ်စုတရားမင်းတို့အုပ်စုအဲ့ဒီတောင်ရံကိုရောက်သွားတော့ညာချမ်းအယောင်တွေကိုလင်းထိန်ပြီးတော့ကောင်းကင်တစ်ခုလုံးဝင်းထိန်နေတာအဲ့ဒါအနာနာမှာရှိတဲ့ဆွမ်းခံရွာကဒကာဒကမတွေကသိတယ်တကူကြီးတဲ့နတ်တွေပြမာတွေမြတ်စွာဘုရားကိုစီကပ်နေတာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကဒီလိုဘုရားမျိုးလို့အင်မတန်ပျော်တယ်အင်မတန်ကြည်နူးတယ်အင်မတန်ဝမ်းသာတယ်အေးအဲ့ဒီလိုတရားမင်းကပင်စတိခကိုအရင်လွှတ်တော့
ပင်စတိခါကဘေလူဝနတ်ဆောင်ကိုပိုက်ပြီးတော့ဘုရားရှင်ထံတော်ဘာမှာနတ်ဆောင်ကိုတီးပြီးတော့တခြင်းဆိုတယ်တဲ့ဘယ်လိုတခြင်းမျိုးလဲဆိုတော့သူ့ရဲ့တခြင်းကဘုရားဂုဏ်နဲ့ဆက်သောတရားဂုဏ်နဲ့ဆက်သောသံဃာဂုဏ်နဲ့ဆက်သောယဟန္တာတို့ရဲ့ဂုဏ်နဲ့ဆက်သောကာမဂုဏ်နဲ့ဆက်သောတဲ့အဲ့ဒီလိုမျိုးအဓိပ္ပာယ်တွေပါတဲ့တခြင်းကိုဆိုတာသူကဒီပင်စတိခဆိုတဲ့နတ်သားကတိမ်ပရုနတ်မင်းကြီးရဲ့သမီးသူရိယဝိသတာဆိုတဲ့နတ်သမီးကိုတစ်ဖက်သက်သူကမျက်နှိုးနေတာဒါပေမဲ့အဲ့ဒီနတ်သမီးကသူ့ကိုမကြိုက်ဘူးဒါကြောင့်သူကတခြင်းစဆိုတဲ့ကဘယ်လိုဆိုလဲနည်းနည်းလေးတော့ဦးဇင်းရွတ်ပြမယ်နော်ဘဟုတုတမဟုတ်လားငါသည်တဲ့တိမ်ပရုနတ်မင်းကြီးကိုရှ िख ိုးပါ၏ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ချောဒီလောက်လှတဲ့နတ်သမီးဟာဒီနတ်မင်းကြီးကြောင့်ငါမြင်ခွင့်ရတာဒါကြောင့်တိမ်ပရုနတ်မင်းကြီးကိုငါရှ िख ိုးပါ၏ချွေးထွက်လောက်အောင်အိုက်နေတဲ့ပုဂ္ဂိုလ်ဟာလေနူအေးလေးကိုတန်းတသလိုမျိုးအတော်ပြောတတ်တယ်ဗျာသိလားနော်ယဟန္တာအရှင်မြတ်ဟာနိဗ္ဗာန်ကိုတန်းတသလိုမျိုးဒါလည်းပါတာပဲသူကအင်မတန်စားလောင်းနေတဲ့လူဟာအစာဟာရကိုမှုတ်သိပ်တယ်လို့မျိုးရင်ငတ်နေတဲ့လူဟာရေကိုတန်းတတယ်လို့မျိုးငါဟာသူရိယဝိသတာကိုတန်းတတယ်အဲ့ဒါတွေပါတာသူကအများကြီးပဲသူပြောထားတာတွေဂါထာတွေမှအများကြီးပဲငများကြီးကိုမြုံမိတဲ့ငါဟာမထွေးနိုင်မမြုံနိုင်ဖြစ်နေတယ်လို့မျိုးငါဒုက္ခတွေရောက်နေပြီဒါတွေလည်းပါတယ်မှုံရစ်နေတဲ့ဆင်းပြောင်းဟာဘာကိုမှမသိနိုင်မမြင်နိုင်မဲနဲ့သူထင်ရလို့တယ်လို့မျိုးငါဟာဒုက္ခတွေရောက်နေပြီယဟန္တာကိုလှူရတဲ့အလူဟာနည်းနည်းလေးစေတနာလေးဖြစ်ပေမလို့အများကြီးသောအကျိုးတွေကိုပေးပြီးတော့ကြီးထွားလာတယ်လို့မျိုးသူရိယဝိသတာကိုမျက်နှိုးတဲ့စိတ်တွေကငါမှအများကြီးကြီးထွားလာပြီအဲ့ဒါတွေပါတယ်အဲ့ဒီမှာသူ့ရဲ့တခြင်းတွေဦးဇင်းတို့ကောင်းအောင်ပြောရင်ဆုံးမှာမဟုတ်ဘူးသိလားအဲ့ဒီမှာမြတ်စွာဘုရားကသူ့တခြင်းဆုံးတော့ချီးမွမ်းတယ်တခြင်းတန်ကိုချီးမွမ်းတယ်ပင်စတိခါတဲ့ဒီတခြင်းတွေကိုဘယ်တော့မှမင်းတီးကုန်းထားလေတဲ့သင်ရဲ့တခြင်းတန်ဟာစောင်းတန်ကိုလည်းမလွန်ဘူးသင်ရဲ့စောင်းတန်ဟာတခြင်းတန်ကိုမလွန်ဘူးတော်တယ်ပေါ့တီးတာဆိုတာတခြင်းတန်ကိုတာယာလို့တခြင်းဆိုတာကိုအားပေးတဲ့အနေနဲ့မြတ်စွာဘုရားချီးမွမ်းတာမဟုတ်ဘူးတချို့ပုဂ္ဂိုလ်တွေကဟာပြင်စသင်္ခါတခြင်းဆိုတာကိုမြတ်စွာဘုရားတောင်သဘောကျပြီးတော့ထောက်ခံတဲ့ရောင်ရောင်ပါလို့ပြောတာရှိတယ်လေအမြန်ကဘာကြောင့်မြတ်စွာဘုရားကဒီတခြင်းတန်ကိုချီးမွမ်းတာလဲဆိုတော့တကယ်လို့ဒီလိုအတိအမှတ်မပြုဘူးမချီးမွမ်းဘူးဆိုရင်မြတ်စွာဘုရားလက်မခံမှုနဲ့တူရဲ့ဆိုပြီးပြန်သွားလို့ရှိရင်မတ်ဖို့ဒီဟူသောအကျိုးစီးပွားအစစ်အမှန်တွေကဆုံးရှုံးမှဆိုးလို့သူတို့မပြန်အောင်လို့မြတ်စွာဘုရားကဒီတခြင်းတန်ကိုချီးမွမ်းလိုက်တာအဲ့ဒီမှာပြင်စတိခါမြတ်စွာဘုရားကိုစကားပြောရဲသွားတယ်ဒီတခြင်းတွေကိုသင်ဘယ်တော့မှတည်ကုန်းထားတာလေဆိုတော့ပင်စတိခါကမြတ်စွာဘုရားတဲ့ဒီတခြင်းတွေတည်ကုန်းထားတာကြာကြာလာပြီတဲ့မြတ်စွာဘုရားဖြစ်ပြီးကံစဥရဝေလာတော်နေရင်စရာမြကမ်းဘေးအဇပါလာညောင်မဲအောက်မှာသတင်းသုံးလုံးကလေးကစတပည့်တော်ဒီတခြင်းတွေကိုတည်ကုန်းထားတာအဲ့ဒီတော့ကတိမ်မရုနမင်းကြီးရဲ့နဗိမာန်ရှိကိုဟောဒီဆောင်းကြီးပိုက်ပြီးတော့တပည့်တော်သူ့သမီးကိုသဘောကျတယ်နဲ့သွားဆိုတာသူအကြောင်းတွေပြောနေတာပြင်စတိခါကအဲ့ဒီလိုတခြင်းဆိုတော့သူရိယဝိသတာကထွက်လာတဲ့ဗိမာန်တွေကသင်ဟာတဲ့ဘုရားကုံတရားကုံတန်ခါကုံတွေကိုဆိုတာမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ကြီးကိုငါမဖူးပါဘူးတဲ့ဒါပေမဲ့လို့သူဓမ္မနတ်တပည့်မှာငါကနေတော့မှမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုငါကြားခဲ့ရတယ်အဲ့ဒါလို့အင်မတန်ထူးမြတ်တဲ့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုဆိုတဲ့အတွက်ကြောင့်ဒီနေ့တနေ့တာသင်နဲ့ငါရဲ့ပေါင်းဖော်ခြင်းဖြစ်ပါစေအဲ့ဒီနေ့ကစနောက်တစ်ခါမှမပေါင်းဖော်ရတော့ဘူးလို့မြတ်စွာဘုရားကိုပင်စတိခါကသူ့အကြောင်းတွေလျှောက်ပြောတာအဲ့ဒါကိုတရားမင်းကစိတ်မရှိဘူးနောက်ကနေပြီးတော့သူလာဖို့အတွက်ရှေ့ပြေးလွတ်တာကိုသူ့ကိုရေးကိုတာတွေပြောနေတာအဲ့ဒီမှာဟေးပင်စတိခါတရားမင်းမြတ်စွာဘုရားကိုရှ िख ိုးတယ်ဆိုတာကိုမင်းပြောအောင်နောက်ကနတ်တို့ရဲ့တကိုးနဲ့အချင်းချင်းသိပေးတာအဲ့ဒီတော့မှပင်စတိခါကမှန်လားပါဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတရားမင်းကမြတ်စွာဘုရားကိုရှ िख ိုးကြတော့ပါဗျာအဲ့ဒီမှာမြတ်စွာဘုရားကတရားမင်းကြီးချမ်းသာပါစေဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားဆိုတာတတ္တဝါအလုံးချမ်းသာတာကိုမြင်ကျင်တယ်တဲ့အဲ့ဒါလိုလေးအမိန့်ရှိတော့မှတရားမင်းကအချမ်းရံနေတဲ့ဂူထဲကိုဝင်လာတာ